ဟုတ်ရင်အတ္တတာ၄မျိုးကိုပြန်ပြီးတော့နှွေးကြရအောင်เนาะဆိုတော့ကျွန်တော်တို့အဲ့ဒီအတ္တတာ၄မျိုးနဲ့အတ္တဖန်ပြန်ပြီးတော့ခွန်အားယူကြမှာဖြစ်တယ်ဆိုတော့ခဏဆူတောင်းဆက်ကကြရအောင်ကိုရရှင်ဖဖျားဒီနေ့မှာလည်းနှုတ်ကပတ်တော်ထဲကနေကျွန်တော်အတ္တမျိုးမျိုးတင်ကြားသွားမှာဖြစ်တယ်ကိုရရှင်ဖဖျားကျွန်တော်ကိုမထိုက်တန်တော်ညာလည်းပဲကိုရောအသွေးတော်များအဖြစ်ယေရှုခရစ်ကြောင့်ထိုက်တန်စေပြီးဒါကြောင့်ကိုရောကျွန်တော်အသုံးပြုပါဩဝိညာဉ်တော်ဖျားမဆပါလမ်းပြပေးပါအရာအလုံးလက်တော်ထဲမှာယေရှုခရစ်တော်ဖျားရဲ့နာမတော်များဖြင့်ဆုတောင်းပြီးတော့ဆက်ကပ်ပါရဖမ်စတော်ဖျားသခင်အာမင်ဟုတ်ပြီကောရိန္သုဩဝါဒစာပထမဆောင်ခန်းကြီး2ကနေဖြစ်မယ်เนาะဆိုတော့တစ်ကောခန်းကြီး2ကိုအားလုံးလှန်ကြရအောင်တစ်ကောခန်းကြီး2မှာလူ၄မျိုးအကြောင်းဒါမှမဟုတ်အတ္တ၄မျိုးအကြောင်းတွေ့ရတယ်ဆိုတော့အဲ့ဒီအတ္တတွေကနေကျွန်တော်တို့ဒီနေ့မှာပြန်ပြီးတော့ဘယ်လိုကျွန်တော်တို့အတ္တခြေနေကောဘယ်လိုဖြစ်တယ်လဲပြီးလို့ရှိရင်သူများတွေရဲ့အတ္တမှာဘယ်လိုကျွန်တော်တို့နားလည်ရမလဲပြီးတော့ဘယ်လိုအတ္တကိုဘယ်လိုကင်တွယ်ရမလဲစသဖြင့်ကျမ်းစာကသင်ပေးတဲ့အရာကိုပြန်ပြီးတော့ခွန်အားယူဖို့ဖြစ်ပါတယ်အခန်းကြီးနှစ်အကုန်လုံးဖတ်ရင်တော့ကောင်းပေမဲ့ကျွန်တော်တို့12ကနေစပြီးတော့ကြည့်အောင်เนาะဆိုတော့အခန်းတစ်ကောနှစ်12ကနေပြီးတော့14အထိကိုအတူတူဖတ်ရအောင်ကျမ်းစာပါလို့ရှိရင်ကြည်ကြပြီးတော့ဖြည်းဖြည်းလေးဖတ်လို့ရမယ်เนาะငါတို့သည်လောကီဝိညာဉ်ကိုမခံရကြဖျားသခင်ပေးတော်မူသောအရာတို့ကိုသိချင်းအလို့ငါဖျားသခင်ထံမှကြွလာသောဝိညာဉ်ကိုခံရကြပြီဖျားသခင်ပေးတော်မူသောအရာတို့ကိုငါတို့သည်လူပညာကိုအမိပြု၍နားလည်သောစကားနှင့်မဟောတန်ရှင်းသောဝိညာဉ်တော်သည်ဝိညာဉ်နှင့်ဆက်ဆိုင်သောအရာကိုဝိညာဉ်စကားအားဖြင့်ဖွင့်ပြ၍ပဲ့ပြင်တော်မူသောစကားနှင့်ငါတို့သည်ဟောကြ၏ဇာတိပဂတိလူသည်ဖျားသခင်ဝိညာဉ်တော်အရာတို့ကိုမခံမယူထိုအရာတို့သည်မိုက်မဲသောအရာဖြစ်သည်ဟုထင်တတ်၏ထိုအရာတို့ကိုဝိညာဉ်အားဖြင့်သာပိုင်းခြား၍နားလည်နိုင်သောကြောင့်ဇာတိပဂတိလူသည်နားမလည်နိုင်ဟုတ်ပြီဆိုတော့ဒီမှာအရင်ဦးဆုံးမှာဝိညာဉ်2မျိုးကျွန်တော်တို့ဖော်ပြပေးတာတွေ့ရတယ်เนาะဆိုတော့ဝိညာဉ်လို့ပြောတဲ့အခါမှာဒီဘယ်လိုပြောမလဲပုံစံတွေလည်းဖြစ်နိုင်တယ်เนาะတကယ်ဟိုဗာလဲအရင်တော့ကကျွန်တော်တို့ဗာလဲတရေတွေလို့မဟုတ်ဘဲနဲ့เนาะဝိညာဉ်လို့ပြောတဲ့အခါမှာतू ကတော့တတ္တိရှိတယ်အဲ့ဒါမျိုးတွေလည်းဖြစ်နိုင်တယ်ဆိုတော့ဒီမှာအဲ့ဒီမှာ2မျိုးနဲ့အငယ်7မှာဗာနဲ့ဗာဝိညာဉ်ဖော်ပြပေးလဲလောကီဝိညာဉ်နဲ့ဘုရားသခင်ထံကကြွလာတဲ့ဝိညာဉ်တဲ့เนาะဆိုတော့လောကီဝိညာဉ်ဆိုလို့ရှိရင်ဘာဖြစ်မလဲစာတန်ဖြစ်မယ်ဟုတ်ပြီယုံကြည်သူတွေရဲ့ယန်သူကြီးဘယ်နှပါရှိလဲ3ပါးဘာတွေလဲလောကစာတန်ဇာတိဟုတ်ပြီဆိုတော့ဒီမှာပြောတဲ့ဟာကလောကဖြစ်တယ်เนาะဒါဆိုရင်လောကကဘယ်လိုဖြစ်လို့ဘာဖြစ်လို့ကျွန်တော်တို့ရဲ့ယန်သူဖြစ်တာလဲလောကလို့ပြောတဲ့အခါမှာဘယ်ဟာလဲဘာကိုဆွဲလန်းတာမြေကြီးအရာဘယ်လိုမျိုးတွေလဲဘယ်လိုတရတီးလိုမျိုးလားတရတီးကိုဘယ်သူဖန်ဆင်းလဲဖယားဒါဆိုတရတီးဆွဲလန်းတာမှားမလားဖယားထက်ပိုပြီးအဓိကထားရင်မှားမယ်ဟုတ်လားအခုမေးတာလောကဆိုတာဘာလဲလောကီဆိုတာဘာလဲလောကီကတော့စာတန်မဟုတ်ဘူးလေနော်ဗျာစာတန်အုပ်ဆိုးခြင်းဟုတ်ပြီအရန်ကောင်းတယ်ဆိုတော့အဲ့ဒါဘယ်မှာကျမ်းစာဘယ်မှာတွေ့ရလဲတိယောမှာရှိတယ်နော်
ကဲရှာကြည့်အောင်တွေ့လားလို့တစ်ရောမှာမှတ်ထားတာတွေရှိကောင်းရှိနိုင်တယ်တစ်ရောဘယ်လောက်မှလဲဟုတ်ပြီဟိုမှာပြောနေကြပြီတို့မှတ်မိတယ်ထင်တယ်တစ်ရောနောက်ပိုင်းမှာရှိတယ်အစပိုင်းမှာမဟုတ်ပဲနဲ့ဟုတ်ပြီအဲ့ဒီမှာလည်းရှိတယ်ဟုတ်တယ်ဘယ်လောက်လဲခန်းကြီးနှစ်15ဟုတ်ပြီအတူဖတ်ရအောင်လောကကို၎င်းလောက၌ရှိသောအရာတို့ကို၎င်းမချစ်ကြနှင့်လောကကိုချစ်သောသူမည်ဒီကခမဲတော်ကိုချစ်ချင်းမေတ္တာမရှိတဲ့လောက၌ရှိသမျှသောအရာတည်းဟုသောကိုယ်ကာယတတ်မှတ်ခြင်းမျက်စိတတ်မှတ်ခြင်းလောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည်ခမဲတော်နှင့်မဆက်ဆိုင်လောကနှင့်သာဆက်ဆိုင်ကြ၏လောကနှင့်လောကီတတ်မှတ်ခြင်းသည်ရွေ့သွားကွယ်ပြောက်တတ်၏ဘုရားသခင်၏အလိုတော်နှင့်အညီကျင့်သောသူမူကားနိစ္စထာဝရတည်၏တဲ့ဟုတ်ပြီပြီးရင်အခန်းကြီး9အခန်းငယ်16မှာငါတို့သည်တဲ့ဘုရားသခင်နှင့်ဆက်ဆိုင်သည်ကို၎င်းလောကီသားအပေါင်းတို့သည်မာနဤလက်၌ရှိကြသည်ကို၎င်းငါတို့သိကြ၏ဆိုတော့လောကကိုမချစ်နဲ့တဲ့နော်လောကနဲ့ဆိုင်တဲ့အရာတွေကတဲ့ကိုယ်ကာယတတ်မှတ်ခြင်းတွေစီးစိမ်မှာဝါကြွားခြင်းတွေအဲ့ဒါတွေဖြစ်တယ်တဲ့ဘုရားသခင်နဲ့မဆက်ဆိုင်ဘူးတဲ့ဒါပေမဲ့ယောဟန်3:16မှာဘယ်လိုပြောလဲယောဟန်3:16ဘုရားသခင်ဤသားတော်ကိုအဲ့ဒီမှာဘုရားကလည်းလောကကိုချစ်တယ်မဟုတ်လားလောကီသားတဲ့နော်ဆိုတော့ဒီမှာပြောတဲ့လောကဆိုတာဘာဖြစ်မလဲ1ကောနှစ်7မှာပြန်သွားရအောင်ဘုရားသခင်နဲ့မဆိုင်တဲ့လောကီအသက်ရှင်ခြင်းတွေတွာလာခြင်းတွေအဲ့ဒါတွေကိုပြောတာဖြစ်တယ်ဒါပေမဲ့ဒီကဘာလုံးကြီးကိုပြောတာမဟုတ်ဘူးနော်ကဘာမှာရှိတဲ့အရာတွေကိုပြောတာမဟုတ်ဘူးအသက်တာပိုင်းစိတ်ထားပိုင်းနှလုံးသားပိုင်းဆိုင်ရာကိုပြောတာဖြစ်တယ်ဟုတ်ပြီနော်ပြီးရင်ယုံကြည်သူတွေကတော့အဲ့ဒီလိုဝိညာဉ်ကိုမခံရဘူးတဲ့ခုနတစ်ရောမှာပြောတဲ့လောကတတ်မှတ်ခြင်းတွေနော်လောကကိုချစ်ခြင်းတွေအဲ့ဒီလိုမျိုးဝိညာဉ်ကိုကျွန်တော်တို့ကမရဘူးတဲ့ကျွန်တော်တို့ရတာကတော့ဗာလဲဘုရားသခင်ထံကကြွလာတဲ့ဝိညာဉ်ကိုခံရတယ်တဲ့ဆိုတော့ဘုရားသခင်ထံကကြွလာတဲ့ဝိညာဉ်ကဘာတူလဲတန်ရှင်သောဝိညာဉ်တော်ဆိုတော့ဒါနဲ့ပေါလုကဆက်ပြောတယ်အငယ်73မှာအဲ့ဒီဖျားကပေးတဲ့အရာတွေကိုတဲ့တမန်တော်တွေကနော်ငါတို့ဒီဆိုတော့တမန်တော်တွေကလူပညာကိုအမိပြု၍နားလေသောစကားနဲ့မဟောဘူးတဲ့နော်ဒီဓမ္မသစ်ကျမ်းမှာတွေ့ရတဲ့အရာတွေကအဲ့ဒီလောကကနေရလာတဲ့ပညာတွေနဲ့ဟောတာမဟုတ်ဘူးတဲ့တန်ရှင်းသောဝိညာဉ်တော်သည်ဝိညာဉ်နှင့်ဆက်ဆိုင်သောအရာကိုဝိညာဉ်စကားအဖြစ်ဖွင့်ပြ၍ပဲ့ပြင်တော်မူသောစကားနှင့်ငါတို့သည်ဟောကြ၏တဲ့ဆိုတော့တစ်ပေမှာလဲပေတရုကပြန်ပြောတယ်နော်အနာဂတ်စကားကလူအလိုလျောက်ဖြစ်တာမဟုတ်ဘူးတဲ့ဘုရားသခင်တန်ရှင်းသူတို့သည်တန်ရှင်းသောဝိညာဉ်တော်ရဲ့ပဲ့ပြင်ခြင်းနဲ့လမ်းပြခြင်းနဲ့ပြောကြတယ်တဲ့ရေးကြတယ်တဲ့နော်ဆိုတော့ဒီမှာလဲရှင်ပေါလုကအဲ့ဒီလိုပြောလာတယ်ဒါဆိုရင်ဝိညာဉ်နဲ့ဝိညာဉ်အရာနဲ့လောကီအရာဆိုတာဒီမှာခွဲခြားပေးလာတယ်ဟုတ်တယ်နော်ဒါပေမဲ့လောကီအရာလို့ပြောတဲ့အခါမှာကျွန်တော်တို့ကောင်းကောင်းလေးသဘောပေါက်ဖို့အရေးကြီးလို့နည်းနည်းအချိန်ယူလိုက်တာဟုတ်ပြီနော်ဆိုတော့ဘာလဲလောကမှာကားလိုချင်တာမှားသလားမမှားပါဘူးเนาะဒါပေမဲ့ဒေါ်အန်နီပြောသလိုဘာဖြစ်ရင်တော့မှားသွားလဲဖယားသခင်ထက်အဲ့ဒါပဲအရေးတကြီးထားပြီးတော့လုံနေတော့မှားသွားတယ်ဟုတ်တယ်เนาะဆိုတော့ပြောချင်တာကလောကလို့ကျမ်းစာကပြောတဲ့အရာကဒီဖန်ဆင်းထားတဲ့အရာတွေကိုပြောချင်တာမဟုတ်ဘဲနဲ့ကျွန်တော်တို့ထိုအရာတွေကိုဘယ်လိုစိတ်ထားရှိသလဲเนาะကျွန်တော်တို့အသက်တာကိုဘယ်အရာကမောင်းနှင်နေတယ်လဲဘယ်အရာကပုံသွင်းနေတယ်လဲဆိုတဲ့အရာဖြစ်တယ်ဟုတ်ပြီเนาะ
တင်းရင်ကျွန်တော်တို့တွေဆိုရင်အယံပဲဖျားဖက်မှာစိတ်အားကြီးလွန်းလို့လေဘယ်လောက်အထိပြောတတ်လဲကျွန်တော်အယံသဘောကျတယ်ဒါပေမဲ့ဒါကမမှန်တဲ့ခံယူမှုဖြစ်တယ်နော်အဲ့ဒါကဘာလဲဆိုရင်လောကီအရာနဲ့ဝိညာဉ်အရာဆိုပြီးတော့ကျွန်တော်တို့ခွဲတတ်တယ်လေခုနကျွန်တော်လည်းခွဲလိုက်တယ်နော်ဒါပေမဲ့ကျမ်းစာကပြောတဲ့လောကီအရာဆိုတာခန္ဓာအရာတိုင်းကိုအပြစ်လို့မြင်လိုက်တာမျိုးမဟုတ်ဘူးနော်ဆိုတော့ထမင်းစားတာအပြစ်ဟုတ်သလားမဟုတ်ဘူးလေနော်ထမင်းစားတာပါလေဖယားဖန်ဆင်းထားတဲ့ခန္ဓာကိုယ်ဂယုဆိုင်တယ်လေနော်အိတ်တာရောအပြစ်ဟုတ်သလားမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒါကြီးပဲအလွန်ကျွံလောက်လာရင်တော့မကောင်းတော့ဘူးလေနော်အဲ့ဒါကိုပြောချင်တာဖြစ်တယ်ဆိုတော့ကျွန်တော်တို့တွေခံယူချက်မှာဘယ်လိုရှိတတ်လဲခန္ဓာပိုင်းတွေပဲတောင်းနေတယ်နော်ဝိညာဉ်ပိုင်းလည်းတောင်းရမယ်အဲ့ဒါမျိုးကတဝက်တော့မှန်တယ်ကျွန်တော်ပြောချင်တာနားလည်လားမသိဘူးဥပမာအခုတည်းမှာဖယားအမှုတော့ဆောင်ကြလားလို့မေးလို့ရှိရင်မဆောင်ဘူးလို့ပြောကြလိမ့်မယ်အဲ့ဒါမဟုတ်ဘူးအမှုတော်ဆောင်လို့ပြောလိုက်ရင်ဘယ်သူတွေပဲမြင်တတ်လဲဆရာတွေပဲမြင်တတ်တယ်ဆရာဇိုးတို့နော်ကျွန်တော်တို့လောကီလို့ဘာမှမလုပ်ဘူးအရန်ကောင်းအဲ့လိုမဟုတ်ဘူးမိတ်ဆွေတို့လုပ်တဲ့အလုပ်လဲဘသူအတွက်လဲဖယားအတွက်ဖြစ်ရမှာအဲ့ဒါကိုကျွန်တော်ပြောချင်တာဖြစ်တယ်ဟုတ်ပြီနော်ဒါမဲ့ဒီမှာလောကီအရာလို့ကျမ်းစာကပြောတဲ့ဟာရှိတယ်အလွန်အကျွံမယူဖို့ဖြစ်တယ်နော်အငယ်14မှာပထမအတ္တတာအကြောင်းကိုကျွန်တော်တို့တွေ့ရတယ်ဇာတိပဂတိလူတဲ့ဆိုတော့ပထမလူကဘာတူလဲဇာတိပဂတိလူဇာတိဆိုတာဘာလဲမွေးရပါပဂတိဆိုတာဘာလဲဟုတ်ပြီဖြစ်ချင်းဒီအမွေးရပါဖြစ်ချင်းလူတဲ့လူသားကကဘာဦးကျန်း3နောက်ပိုင်းမှာကျွန်တော်တို့ရဲ့မွေးရပါဖြစ်ချင်းကဘာလဲအပြစ်သားပဲဖြစ်တယ်ဟုတ်တယ်နော်ကဘာဦးကျန်း3မတိုင်ခင်မှာတော့လူသားကဘာလဲလူရဲ့ဖြစ်ချင်းကအပြစ်မရှိဘူးเนาะအာရနဲ့အေဝလည်းဖျားဖန်ဆင်းခဲ့တဲ့ချိန်မှာအပြစ်မရှိဘူးဒါပေမဲ့ကြာဆင်းပြီးနောက်မှာတော့ဒီမှာပြောတဲ့ဇာတိပဂတိလူဆိုတာကဒီတိုင်းပဲเนาะကဲတင်ချင်းမရသေးတဲ့မပြောင်းလဲသေးတဲ့လူကိုပြောချင်တာဖြစ်တယ်เนาะဆိုတော့ဇာတိပဂတိလူဆိုတာရှိတယ်သူတို့တွေကဘယ်လိုဖြစ်တယ်လဲအငယ်14မှာကြည့်ရအောင်ပထမဦးဆုံးမှာတဲ့ဘုရားသခင်ဝိညာဉ်တော်အရာတို့ကိုမခံမယူဘူးဆိုတာဘယ်လိုမျိုးလဲမခံမယူဘူးတဲ့ဘယ်လိုမျိုးလဲအဲ့ဒါသဘောမတူနိုင်ဘူးလက်မခံချင်ဘူးဟုတ်ပြီအရန်ကောင်းတယ်ဆိုတော့ကျမ်းစာကဒီလိုပြောတယ်ဆိုရင်ဇာတိပဂတိလူကဘယ်လိုလဲလက်မခံချင်ဘူးဟုတ်တယ်နော်မဖြစ်နိုင်ဘူးအဲ့ဒါမျိုးမကြုံဘူးနော်ပင်လယ်နေကြီးနှစ်ချမ်းကွဲသွားတယ်အဲ့ဒါမျိုးမဖြစ်နိုင်ဘူးဟုတ်တယ်နော်ယေရှုဖခင်ရေပေါ်မှာလမ်းလျှောက်တယ်အဲ့ဒါမျိုးမဖြစ်နိုင်ဘူးစသဖြင့်ဇာတိပဂတိလူကတော့ဝိညာဉ်အရာတွေကိုမခံမယူဘူးတဲ့မခံနိုင်ဘူးတဲ့ဟုတ်ပြီဒါနဲ့နောက်တစ်ခုကပါလဲထိုအရာတို့သည်မိုက်မဲသောအရာဖြစ်သည်ဟုထင်တတ်၏တဲ့အဲ့ဒီဝိညာဉ်အရာတွေကိုတဲ့မပြောင်းလဲတဲ့သူကတော့နော်ဇာတိပဂတိလူကတော့မိုက်မဲသောအရာလို့ထင်တတ်တယ်မိုက်မဲတယ်ဆိုတာဘာလဲမိုက်မဲတယ်ဆိုတာဘယ်လိုမျိုးဖြစ်မယ်ထင်လဲဗျာစိုးတယ်ဟုတ်ပြီဆိုဝိညာဉ်အရာတစ်ခုခုပြောကြည့်ရအောင်ဝိညာဉ်အရာတစ်ခုခုဝိညာဉ်အရာတစ်ခုခုပြောကြည့်ရအောင်ဗာလဲမဟုတ်ဘူးလေဝိညာဉ်အရာတစ်ခုပြောကြည့်ဝိညာဉ်ပိုင်းဆိုင်ရာအခုကျွန်တော်တို့လုပ်နေတာဗာလဲ
ကျမ်းစာတင်တယ်ဒါလဲပါလဲဝိညာဉ်ပိုင်းဆိုင်ရာလေဟုတ်တယ်မလားကဲအဲ့ဒါကိုမိုက်မဲတယ်လို့ဘယ်လိုမျိုးစဉ်းစားလို့ရလဲဇာတိပဂရိလူစဉ်းစားမယ်ဆိုရင်မိုက်မဲတယ်ဆိုတာဘယ်လိုမျိုးဖြစ်မလဲဘာဖြစ်လို့မတင်ချင်တာလဲအဲ့ဒါဖြစ်တယ်တမအရေးမကြီးဘူးပြီးရင်ဂယုမဆိုင်ဘူးလက်မခံတာအစမှာပါပြီနော်ဂယုမဆိုင်ဘူးပြီးတော့မိုက်မဲတယ်ဆိုတာဘာလဲအလကားအချိန်ကုန်တယ်လို့ပဲသူတို့ကထားတာမပြောင်းလဲတဲ့သူတွေကဟုတ်တယ်နော်ဒါကြောင့်ကျွန်တော်တို့အသင်းတော်မှာကျေးဇူးတော်ကြောင့်တဏှာကြီးကျမ်းစာသင်တန်းလုပ်နိုင်တာဟုတ်တယ်နော်တဏှာကြီးကျမ်းစာသင်တယ်ဆိုတော့ဇာတိပဂရိလူကဘယ်လိုဖြစ်မလဲတဏှာကြီးကြီးတောင်ပါလဲကြာလိုက်တာလို့ပြောမှာဟုတ်တယ်နော်ဘာဖြစ်လို့လဲသူတို့အတွက်ကအချိန်ဖြုံးတာဖြစ်နေတယ်လေသူတို့အတွက်ကမိုက်မဲစရာဖြစ်နေတယ်ဟုတ်တယ်နော်ဒါနဲ့ Facebook တနားကြီးထိုင်ရင်တော့ဗာလဲမိုက်မဲသလားမမိုက်မဲဘူးအဲ့ဒါကြတော့အချိန်ဖြုံးတာလို့မထင်ဘူးဒါကြတော့အချိန်ဖြုံးတာလို့ထင်တယ်အဲ့ဒါမျိုးအသက်တာကဗာလဲမပြောင်းလဲတဲ့သူရဲ့အသက်တာဟုတ်ပြီနော်ဆိုတော့ဒီမှာရောအဲ့လိုမျိုးထင်တဲ့သူရှိလားမသိဘူးရှိရင်တော့ဗာလဲမပြောင်းလဲတဲ့သူအခြေအနေရောက်သွားပြီဒါဆိုတော့မကောင်းဘူးနော်မကောင်းဘူးကဲပြီးရင်ဘယ်လိုရှိသေးလဲMonday ညဗာလဲကျွန်တော်တို့ကျမ်းစာသင်တန်းလေးရှိတယ်ပြီးရင် Thursday ညဆူတောင်းခြင်းရှိတယ် Friday ညလူငယ်စီစဉ်ရှိတယ် Saturday အမျိုးသမီးတွေဆူတောင်းတယ် Saturday night home cell တခါလေးရှိတယ် English service ရှိတယ်ဒါမှမဟုတ်ရင်အမျိုးသမီးစီစဉ်ရှိတယ်တနင်္ဂနွေဝတ်ပြုရှိတယ်တပတ်မှာ9ရက်ဝတ်ပြုတယ်သွားပြောကြည့်ဇာတိပဂရိလူကဘာပြန်ပြောလဲဗျာအချိန်မပေးနိုင်ဘူးပြီးရင်အိမ်မှာနေတာကြတော့အေးဆေးပဲနေတယ်နော်ဆိုချင်းချင်းကြည့်ပါမိတ်ဆွေတို့ဟုတ်တယ်နော်တကယ်နှုတ်ကပတ်တော်ကဘယ်လောက်တန်ဖိုးရှိတယ်လဲပြောကြည့်ပါအောင်စာလံဆရာကနှုတ်ကပတ်တော်တန်ဖိုးဘယ်နေရာတွေမှာသင်ပေးတယ်လဲစာလံနံပါတ်ဘယ်လောက်မှာနှုတ်ကပတ်တော်အကြောင်းအများကြီးတွေ့ရလဲအရှည်ဆုံးဟာလေအရှည်ဆုံးမဟုတ်ဘူး116မှာပြောတယ်เนาะအငယ်82မှာဘယ်လိုပြောလဲနှုတ်ကပတ်တော်ကတဲ့ရွှေစင်ဘာထက်ပိုကောင်းလဲအထောင်အတောင်းအထက်ပိုကောင်းတယ်တဲ့ဟုတ်တယ်နော်စာလံဆရာဝိညာဉ်တော်နဲ့ပြည့်ဝပြီးတော့ကျမ်းစာရေးတဲ့စာလံဆရာအတွက်နှုတ်ကပတ်တော်ကရွှေစင်အထောင်အတောင်းအထက်ပိုကောင်းတယ်ဒါမဲ့ဇာတိလူအတွက်တော့နှုတ်ကပတ်တော်ကပါလဲရွှေစင်အထောင်တောင်းတော့မပြောနဲ့10မိနစ်အချိန်ပေးဖို့တောင်းမိတ်ဆွေကဲတင်ချင်းကြောင်းပြောမယ်ဆိုငါမအားဘူးတဲ့ထွက်ပြေးသွားတယ်နော်ဆိုတော့ပထမလူရဲ့အသက်တာကဇာတိပဂတိလူအဲ့ဒီလူကတော့ဖခင်ရဲ့ဝိညာဉ်တော်အရာတွေကိုမခံမယူနိုင်ဘူးပြီးရင်သူကတော့ဖခင်သခင်ရဲ့ဝိညာဉ်ပိုင်းဆိုင်ရာအရာတွေကိုတန်ဖိုးမရှိတဲ့အရာလို့ထားတတ်တယ်ဟုတ်ပြီနော်ဒါဆိုရင်ယုံကြည်သူတွေကမပြောင်းလဲတဲ့သူရဲ့အကြံပေးခြင်းကိုခံယူသင့်သလားမခံယူသင့်ဘူးခံယူရင်တော့မိတ်ဆွေတို့ကိုယ်တိုင်လည်းအသက်တာကြဆင်းဖို့ပဲကြံတော့တယ်ဟုတ်တယ်နော်ဒါနဲ့တဖြည်းဖြည်းသူတို့ပြောလာမယ်လေတနားကျန်းစာတင်တာများလို့နေနာယူဝအပီးဖြတ်တာလားနဲ့တဖြည်းဖြည်းရောပြီးတော့နောက်ဆုံးမှာတော့ Sunday School လည်းရှိတော့မှာမဟုတ်ဘူးဒါနဲ့ဇာတိသမားတွေကတော့ဇာတိပဂိလူကတော့ပို့ပြီးတော့ပျော်အောင်မှာဝိညာဉ်လူကတော့ဝမ်းနေရတာနော်အဲ့ဒါပထမလူထိုရာတို့ကိုဝိညာဉ်အားဖြင့်သာပိုင်းခြား၍နားလည်နိုင်သောကြောင့်ဇာတိပဂတိလူသည်နားမလည်နိုင်တဲ့နားမလည်နိုင်ဘူးဆိုတာဘယ်လိုမျိုးလဲဆိုတော့ဥပမာလေဒီမှာကျန်းစာတနေရာကျွန်တော်လှန်လိုက်မယ်နော်ဒီမှာကြည့်ဟုတ်ပြီရေစကြေလကျွန်တော်ရောက်သွားတယ်အခန်းကြီး28အငယ်20ဖတ်လိုက်ပဲတဖန်ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါစီသို့ရောက်လာ၍တဲ့အဲ့ဒါနားလည်လို့ရလားရတယ်လေငါစီတို့ရောက်လာတယ်အဲ့ဒါစာပေသွားလာရနားလေတယ်ဟုတ်တယ်နော်ဒါဆိုရင်ဒီမှာနားမလည်နိုင်ဘူးဆိုတာဘာကိုပြောချင်တာလဲဇာတိပဂိလူကတဲ့ဝ
ဝိညာဉ်ဆိုင်တဲ့အရာတွေကိုဝိညာဉ်အားဖြင့်သာပိုင်းခြား၍နားလည်နိုင်သောကြောင့်ဇာတိပဂရိလူသည်နားမလည်နိုင်တဲ့ကြုံဘူးလားအဲ့ဒါမျိုးမြင်ဘူးလားဖះအကြောင်းပြောရင်လဲလေသူတို့ကဗာလဲနားမလည်နိုင်ဘူးဟုတ်တယ်နော်ကြုံဘူးလားအဲ့ဒါမျိုးကြုံဘူးရနော်အေးဘယ်လိုမျိုးကြုံဘူးလဲပြောကြည့်ပါဦးဘယ်သူပြောမလဲအလွယ်ဆုံးဥပမာဗာလဲကဲတင်ချင်းပြောရင်ဟုတ်တယ်နော်ကဲတင်ချင်းပြောရင်တို့နားလေလားနားတော့နားလေတယ်ဗာလဲခရစ်တော်အသေးခံပေးတယ်စားတဲ့ဟာတွေတို့သိတယ်လေဟုတ်တယ်နော်လူစကားပဲသုံးတာဟုတ်အသေးခံပေးတယ်အဲ့ဒီအသေးခံပေးတဲ့အရာကမိတ်ဆွေအပြစ်တွေကြောင့်ဖြစ်တယ်ဒါနဲ့โอเคပြောပြီးအဲ့တိုင်းပဲပြီးသွားတယ်ဟုတ်တယ်နော်ကျွန်တော်တို့ကတော့အသက်တာပြောင်းလဲသွားတယ်ကဲပြီးရင်ဘာရှိသေးလဲယုံကြည်ခြင်းယုံကြည်ခြင်းလဲတို့နားမလည်နိုင်ဘူးဟုတ်တယ်နော်ဇာတိပဂရိလူတွေကယုံကြည်ခြင်းဆိုတာတွက်ချက်ခြင်းမဟုတ်ဘူးမရှိပေမဲ့လဲယုံတာဘလောက်ပဲပြောတွက်တာပဲဟုတ်တယ်နော်ငါတို့ဝင်ငွေဒီလောက်ရတယ်ဆိုတော့တပတ်တလဒီလောက်ပို့တယ်ဆိုတော့အဲ့ဒါပေးနိုင်မယ်အဲ့ဒါယုံကြည်ခြင်းဟုတ်လားယုံကြည်ခြင်းဒီတွက်ချက်ခြင်းအဖြစ်လားဤမရှိဘူးเนาะကျမ်းစာမှာယုံကြည်ခြင်းကဘယ်လာလဲနှုတ်ကပတ်တော်ကနေလာတယ်မျော်လင့်တဲ့အရာတွေကိုမျက်မှောက်ပြုခြင်းဖြစ်တယ်ဘလောက်ပြောနားမလည်နိုင်ဘူးဟုတ်နော်ပြီးရင်ဘာရှိသေးလဲအသက်တာမှာဘာပဲဖြစ်နေပါစေကဲတင်ချင်းရတဲ့သူကတော့အတွင်းထဲမှာပါလဲငြိမ်သက်မှုရှိတယ်ငြိမ်သက်မှုရှိတဲ့အခါမှာဝမ်းမြောက်ခြင်းရှိတယ်နော်ဒါအဲ့ဒါတွေပြောရင်လည်းပါလဲနားမလည်နိုင်ဘူးနော်ကျမ်းစာရှင်းပြပြီးအရသာတွေးစွာနဲ့ရှင်းပြရင်လည်းနားမလည်နိုင်ဘူးအဲ့ဒါဇာတိပဂတိလူဖြစ်တယ်နားမလည်နိုင်တဲ့အငယ်15ကြည့်ရအောင်ဝိညာဉ်လူမူကားတဲ့ဒီမှာကျတော့ဘယ်လိုလူတွေ့ရလဲဝိညာဉ်လူဆိုတော့ဇာတိပဂတိလူကတနည်းအားဖြင့်ပြောမယ်ဆိုရင်ဘယ်လိုလူလဲမယုံကြည်သူကဲတင်ခြင်းမရသေးတဲ့သူဖြစ်တယ်နော်သူကတော့တတ်ရှိတယ်ပြီးရင်အခုဒီဖက်ချမ်းမှာပါရှိလဲဝိညာဉ်လူရှိတယ်နော်ဝိညာဉ်လူအကြောင်းကိုနောက်မှကျွန်တော်တို့ပြောမယ်ဆိုတော့အခန်းကြီး3ကိုကြည့်ရအောင်ညီကိုတို့အထက်ကငါသည်ဝိညာဉ်လူတို့အားဟောပြောတကဲ့သို့သင်တို့အားဟောပြောရသောအခွင့်မရှိပဲဇာတိပဂတိလူတို့အား၎င်းခရစ်တော်၌သူငယ်ကလေးတို့အား၎င်းဟောပြောတကဲ့သို့ဟောပြောရ၏တဲ့ဆိုတော့ဒီဖက်မှာဝိညာဉ်လူရှိတယ်ဆိုရင်ဝိညာဉ်လူရဲ့အစကဘယ်ကနေစတယ်လဲမဟုတ်ဘူးလေဘယ်ကနေဝိညာဉ်တက်တာစလဲကဲတင်ချင်းကိုတနည်းအားဖြင့်ဘယ်လိုခေါ်လဲဒုတိယအကြိမ်မွေးဖွားခြင်းဆိုတော့ဒုတိယအကြိမ်မွေးဖွားလာတဲ့အခါမှာကျွန်တော်တို့တွေကဘာဖြစ်တယ်လဲခန်းကြီး3အငယ်1ခခွေးမှာခရစ်တော်၌ပါလဲသူငယ်ခလေးတဲ့ဟုတ်ပြီနော်ဆိုတော့ခရစ်တော်၌သူငယ်ခလေးကအစဖြစ်ပြီးတော့ဒီဖက်အဆုံးမှာသွားချင်တဲ့နေရာရောက်ချင်တဲ့နေရာပါလဲဝိညာဉ်လူဟုတ်ပြီနော်ပြီးရင်ခရစ်တော်၌သူငယ်ကလေးမစခင်မှာဘာရှိလဲဇာတိပဂရိလူဟုတ်ပြီနော်ဒါနဲ့ခရစ်တော်၌သူငယ်ကလေးဆိုတာကပြောင်းလဲလာတဲ့သူဟုတ်ပြီဆိုတော့ကလေးဖြစ်တာမှားသလားမမှားဘူးဟိုမှာ Alex လေးကိုနင်ဘာဖြစ်လို့အခုမှဒီလောက်လာပဲရှိတာလဲဆိုပြီးတော့စူဖို့မဟုတ်ဘူးဟုတ်တယ်နော်အဲ့လိုပဲဝိညာဉ်ပိုင်းဆိုင်ရာမှာကလေးဖြစ်ရင်မှားသလားမမှားဘူးပြောင်းလဲခါစားဖြစ်ရင်ဟုတ်ပြီနော်ဆိုတော့ဒီမှာအားလုံးပြောင်းလဲတာကျွန်မပြောင်းလဲတာကဲတင်ချင်းရတာ3နှစ်ကျော်ပါပြီလို့ပြောတဲ့သူလက်ထောင်ကြည့်အောင်3နှစ်ကျော်ပြီ3နှစ်ကျော်ပြီဘယ်လောက်တောင်ရှိပြီလဲ10နှစ်ကျော်ပြီဒါဆိုရင်တော့ဗာလဲ10ကျော်သက်ဖြစ်သွားပြီဆိုတော့ဒီမှာရှင်ပေါလုကကောရိန္သုကိုစာပို့တဲ့အခါမှာသူတို့ဘယ်နှစ်ရှိပြီလဲသိလားဝိညာဉ်ပိုင်းမှာကြားဘူးလားသူပထမဆုံးကောရိန္သုမှာရောက်ပြီးတော့သာသနာပြုပြီးတော့ထွက်သွားတယ်လေနော်အဲ့ဒါနဲ့စာပြန်ပို့တာဖြစ်တယ်လေဆိုတော့ကျမ်းစာလေ့လာတဲ့သူတွေတွက်ချက်မှာဘယ်နှစ်လဲဆိုရင်3နှစ်ဖြစ်တယ်ဟုတ်ပြီနော်ဆိုတော့3နှစ်ဆိုတော့ဒီမှာဘယ်လိုပြောတယ်လဲကဲနင်တို့ကိုတဲ့ဝိညာဉ်လူတွေကိုဟောတယ်လို့ဟောလို့မရတော့ဘူးတဲ့
ဆိုသူဝမ်းသာသလားစိတ်ဆိုးသလားစိတ်ဆိုးတယ်ဝမ်းနည်းတယ်အဲ့လိုမဖြစ်သင့်ဘူးတဲ့ဒါဆိုရင်တော့ပြောချင်တာပါ3နှစ်ကျော်ပြီဆိုရင်ဘာဖြစ်သင့်ပြီလဲလူကြီးလို့ဖြစ်သင့်ပြီဟုတ်ပြီနော်ဆိုတော့လူကြီးလို့ဆိုတာကအပေါ်မှာပြောတဲ့ဝိညာဉ်လူဖြစ်တယ်ဝိညာဉ်လူအားလုံးဖြစ်သင့်ပြီတဲ့ဒါနဲ့ကလေးဆိုတာဘယ်လိုမျိုးဖြစ်မလဲဒါဆိုရင်ကလေးဆိုတာဘယ်လိုမျိုးလဲခဲဖွယ်စားဖွယ်ကိုတဲ့မကြေနိုင်သောကြောင့်ငါမကြွေးရနှုတ်ကိုသာတိုက်ရ၏ယခုပင်လဲတင်တို့သည်မကြေနိုင်ကြသေးတဲ့ဆိုတော့ကလေးကတော့ဘာပဲကြွေးလို့ရတယ်လဲဗျာစံပြုတ်ပဲကြွေးလို့ရတယ်နော်အခုဒီမှာစံပြုတ်ပဲနေတိုင်းစားမယ်ဆိုရင်အဲ့ဒါကတော့နေမကောင်းမှပဲစားကြတာနော်ဟုတ်တယ်နော်အမေသားစတိတ်ကောင်းကောင်းမစားရတော့ဘူးဆိုရင်ဘယ်လိုနေမလဲစဉ်းစားကြည့်အခုတောင်ပြောတာနဲ့တည်ကြတယ်နော်ကြေခဲတဲ့အစားဆိုတာစားလို့ကောင်းသလားကောင်းတယ်လေနော်နှုတ်ကြီးပဲတောက်ချင်သလားမတောက်ချင်ဘူးနှုတ်ပဲတောက်ဆိုဒီမှာတော့နည်းနည်းယုံကြည်သူတို့ရှက်အောင်လဲပြောတာနော်ဆရာမောဇက်ကလည်းအမြဲပါပြောလေတနင်္ဂနွေနေ့မှာယုံကြည်သူတွေဘာနဲ့လာကြလဲနှုတ်ဘူးကြီးနဲ့လာကြတယ်တဲ့ကျွန်တော်အရန်သဘောကျတယ်ဆိုတော့3နှစ်ကျော်ပြီပြောင်းလဲတာ3နှစ်ကျော်ပြီဆိုရင်ဘာဖြစ်တဲ့ပြီလဲနှုတ်ပြတ်တဲ့ပြီဟုတ်ပြီနော်နှုတ်ပြတ်တဲ့ပြီပြီးတော့ဗာလဲကြေခဲတဲ့အစာတွေကိုစားတဲ့ပြီဟုတ်ပြီနော်ဆိုတော့ကြေခဲတဲ့အစာဆိုတာဘယ်လိုမျိုးဖြစ်မလဲထမင်းပေါ့ဝိညာဉ်ပိုင်းမှာဆိုရင်ဘာဖြစ်မနှုတ်ဆိုတာဗာလဲနှုတ်ကပတ်တော်နှုတ်ဖြစ်တယ်လေဟုတ်တယ်နော်ဒါပေမဲ့အဲ့ဒီနှုတ်မှာလဲကြေခဲတဲ့အစာနှုတ်ကပတ်တော်မှာလဲရှိတယ်ဗျနော်ဆိုအဲ့ဓာတွေကိုဟေဘဲမှာလည်းပြောတယ်ဟေဘဲမှာကျွန်တော်တစ်ချက်လှန်ရအောင်ဟေဘဲရာစာအခန်းကြီး9အခန်းကြီး9အခန်းငယ်7ကိုကြည့်ကြည့်အောင်ထိုမေလခိဇဒက်၏အကြောင်းကိုငါတို့ပြောเสียစကားအများရှိ၏သို့တော်လည်းသင်တို့သည်ညံနှုံသောကြောင့်အပြောခက်လှ၏သင်တို့သည်ကာလကြာသောကြောင့်ဆရာအဖြစ်သို့ရောက်တဲ့တော်လဲဘုရားသခင်ဗျာဒိတ်တော်၌ရှေးဥစွာတင်ရသောတရားနုတို့ကိုသူတစ်ပါးထံ၌တဖန်တင်ရသောအကြောင်းရှိသည်ဖြစ်၍ကြည်ခဲသောစာကိုမသုံးဆောင်နှုတ်ကိုသာသုံးဆောင်ရသောသူဖြစ်ကြ၏တဲ့ခကြည့်မေလခိဇဒက်အကြောင်းပြောเสียအများကြီးရှိတယ်ဒါမဲ့နင်တို့မခံယူနိုင်တော့မပြောတော့ဘူးတဲ့ဟုတ်တယ်နော်ဆိုတော့ကျွန်တော်တို့တွေလည်းအသက်တာမကြီးရင်ချင်းအားဖြင့်နဲ့နဲတဲ့နှုတ်ကပတ်တော်ဘလောက်လွတ်တယ်လဲဆိုတာနော်စဉ်းစားဖို့ဖြစ်တယ်နော်ဒါကြောင့်ကျွန်တော်ပြောနေတာတစ်နှစ်လာလဲဒါပဲမဟုတ်ဘူးနော်တစ်နှစ်လာလဲဒါပဲတင်နေရတာယုံကြည်သူတွေမကြီးထွားလို့ကျွန်တော်တို့ကပြန်ပြီးတော့တင်ပေးနေရတာမေ့သွားတယ်လေဟုတ်တယ်နော်မေ့သွားတယ်လေမေ့သွားတော့ပြန်နှွေးပေးရတယ်လေပြန်နှွေးပေးရတော့အစ်စ်မတိုးနိုင်တော့ဘူးလေအဲ့ဒါနဲ့ပတ်ချလဲနေတာအဲ့လိုမဖြစ်ရဘူးတဲ့ကြီးထွားရမယ်နော်အငယ်73မှာနှုတ်ကိုသာသုံးဆောင်တော်သူမြည်ဒီကသူငယ်ဖြစ်သောကြောင့်ဖြောင့်မတ်ခြင်းတရား၌လေ့လာခြင်းမရှိဘူးတဲ့ဒါနဲ့ခန်းကြီး6တက်မှာထို့ကြောင့်တေခြင်းနှင့်ဆက်ဆိုင်သောအကျင့်ကိုနောင်တရခြင်းဘုရားသခင်ကိုယုံကြည်ခြင်းဗတ္တိဇံတရားကိုသွန်သင်ခြင်းလက်ကိုတင်ခြင်းတေလွန်သောသူတို့၏ထားမြောက်ခြင်းထာဝရစီရင်ဆုံးဖြတ်ခြင်းတည်းဟုသောမူလအမြစ်ကိုငါတို့သည်ပြန်၍မတည်ဘဲခရစ်တော်၏ဘာသာ၌အစအဦးဖြစ်သောအကြောင်းအရာတို့ကိုထား၍စုံလင်သောအဖြစ်သို့တက်ကြကုန်အံ့တဲ့ကဲတင်ခြင်းအဆင့်ကနေတိုးတက်ကြရအောင်တဲ့ဟုတ်ပြီနော်ဒီမှာပြောတာပါလေတေခြင်းနဲ့ဆက်ဆိုင်တဲ့အကျင့်ကိုနောင်တရတယ်ဆိုတာကပေါက်ကြရတွေမလုပ်တော့ဘဲနဲ့အသက်ရှင်ခြင်းဖက်မှာဖရားအတွက်သက်ရှင်တာကိုပြောချင်တာခရစ်တော်အဖြစ်ဟုတ်ပြီနော်ပြီးရင်ဖရားသခင်ကိုယုံကြည်ခြင်းကဲတင်ခြင်းနဲ့ဆက်ဆိုင်တဲ့အရာတွေဒီမှာဖော်ပြပေးတယ်ဆိုတော့အဲ့ဒီအရာကနေကျွန်တော်တို့လွတ်ကျွတ်တင်ပြီအလွတ်ရနေတင်ပြီနော်ခရူဆက်လို့ရင်အစနဲ့ဆုံးကိုယ်တိုင်လည်းအလွတ်ရနေတင်ပြီတဲ့သင်တို့ကိုယ်တိုင်လည်းဆရာဆရာမတွေဖြစ်တင်ပြီတဲ့ဟုတ်ပြီနော်ဆိုတော့
ဖြစ်တဲ့နာကိုကျန်းစာကကျွန်တော်တို့တွင်တင်ပေးတယ်အဲ့ဒီမှာခလေးဆိုတာကျွန်တော်တို့တွေ့ရတာဖြစ်တယ်ဒါကြောင့်ခလေးကြီးထွားဖို့ဘာလို့တလဲအစာလိုတယ်ပြီးရင်ဗျာအိတ်ဖို့လိုတယ်ဟုတ်ပြီပြီးတော့ဘာလဲလိုသေးလဲဗျာကျမ်းမာဖို့လိုတယ်ဟုတ်ပြီပြီးတော့ဘာလိုသေးလဲအားလုံးအများစုသားသမီးရှိတဲ့သူတွေပဲကဲဘယ်လိုသူတို့ကြီးပြင်းလာကြတယ်လဲဟုတ်ပြီအချိန်လဲလိုတယ်ဟုတ်တယ်နော်တစ်နှစ်ထဲနဲ့ကြီးထွားတယ်ဆိုတာဖြစ်နိုင်သလားမဖြစ်နိုင်ဘူးလေနော်ယုံကြည်သူလဲပါလို့တလဲအချိန်လိုတယ်ဒါမဲ့3နှစ်ကျော်ပြီဆိုရင်တော့ဖြစ်သင့်ပြီတဲ့ဆိုတော့ဒီမှာတော့အားလုံး3နှစ်ကျော်ကြီးပဲဆိုတော့လူကြီးဖြစ်သင့်ပြီလူကြီးရဲ့ဂုဏ်အင်္ဂါလက္ခဏာတစ်ခုခုနတွေ့တဲ့ဟာပါလဲဟေပြဲမှာတွေ့တဲ့ဟာကသူများကိုသင်ပေးသင်ပြီတဲ့နော်ဆိုတော့အိမ်မှာသင်ပေးကြတယ်သားသမီးတွေကိုလေဟုတ်တယ်မဟုတ်လားအဲ့အရာတွေမှာပို့ပြီးတော့စ조사ဖို့ဖြစ်တယ်နော်လောက်ခွင်တွေမှာတငယ်ချင်းတွေကိုပြောတယ်လေလောက်ဖော်ဆောင်ဖက်တွေကိုဟုတ်တယ်နော်ဆိုတော့အရာတွေမှာပို့ပြီးတော့လောက်ဖို့ဖြစ်တယ်တစ်ကောကိုပြန်သွားရအောင်တစ်ကော3အဲ့ဒီမှာခရစ်တော်၌တူငယ်ဆိုတာတွေ့ရတယ်ခရစ်တော်၌ဆိုတဲ့အရာလေးကအရန်အရေးကြီးတယ်နော်ခရစ်တော်၌တူငယ်ကလေးကျွန်တော်တို့ကိုခရစ်တော်မှာတည်စေတဲ့သူကဘာတူလဲဖယားသခင်ဒါကြောင့်ခရစ်တော်၌လို့ပြောတဲ့သူတွေကယုံကြည်သူတွေပဲဖြစ်တယ်ဟုတ်ပြီနော်မယုံကြည်သူတွေကိုခရစ်တော်၌လို့မပြောဘူးနော်ဒါကြောင့်ဒီမှာခရစ်တော်၌တူငယ်ကလေးဆိုတာကမယုံကြည်တဲ့သူတွေမဟုတ်ဘဲနဲ့ပြောင်းလဲခါစယုံကြည်သူတွေဖြစ်တယ်နော်အငယ်3ယခုပင်လေဇာတိပဂတိလူဖြစ်ကြသေး၏တဲ့ဆိုတော့ဇာတိပဂတိလူကဘယ်လိုအသက်တာမှာပဲရှိနေသေးတယ်လဲခရစ်တော်၌ခလေးအသက်တာမှာပဲရှိနေသေးတယ်ဒါပေမဲ့ပြဿနာကဘာလဲဇာတိလူနဲ့ခရစ်တော်၌သူငယ်ခလေးကဘာကွာတယ်လဲမဟုတ်ဘူးဇာတိပဂတိလူကကဲတင်ချင်းမရတာဒီမှာဇာတိပဂတိလူကဲ့သို့ဖြစ်တဲ့သူနော်ခရစ်တော်၌သူငယ်ကလေးတဲ့အငယ်1မှာလေတွေ့လားဆိုတော့ဒီမှာဇာတိပဂတိလူရှိသလိုဇာတိခရိယန်ကြီးလည်းရှိနေတယ်အဲ့ဒါတတိယလူပုဂ္ဂိုလ်နော်ဇာတိခရိယန်ဆိုတော့ခရိယန်ဇာတိဆောင်ဆန်နေတဲ့သူကဘယ်လိုမျိုးအသက်တာရှိတယ်လဲဒီမှာခဏလေးဒီမှာကြည့်ရအောင်အရင်ဆုံးကျမ်းစာကနေပြောရအောင်နော်ဘယ်လိုမျိုးရှိတယ်လဲသူအသက်တာမှာဂုံပြိုင်ခြင်းတဲ့ဂုံပြိုင်တယ်ဆိုတာဘယ်လိုမျိုးလဲပြိုင်ကြတာဘာကိုပြိုင်တာလဲဂုံပြိုင်ဘယ်လိုမျိုးလဲဂုံပြိုင်တယ်ဆိုတာစီးစိမ်ဥစ္စာเนาะနင်ဒီတပတ်ရွှေလက်ကောက်တစ်ခုဝတ်လာတယ်ဟုတ်လားကဲနောက်တပတ်ငါနှစ်ခုဝတ်လာမယ်ဟုတ်တယ်เนาะနင်ဗာလဲစုကောင်း300တန်ဝတ်တယ်ဟုတ်လားနောက်တစ်ပတ်ငါ1000တန်ဝတ်လာမယ်ဂုံပြိုင်ကြတယ်เนาะနင်တို့အရင်တီပြဘယ်လောက်လဲ65လက်မအိုးပြီး85လက်မဝယ်မယ်ဂုံပြိုင်ချင်းတွေရှိကြတယ်ဒါနဲ့အသက်တာမှာလည်းတယောက်နဲ့တယောက်ဂုံပြိုင်ချင်းတွေနော်လောကအရာဖက်လည်းဖြစ်ဖြစ်ဝိညာဉ်ဖက်မှာပဲဖြစ်ဖြစ်ဂုံပြိုင်ကြတယ်နော်နင်းထားလိုက်ပါတော့အဲ့ဒါတော့အားလုံးသိတယ်ဟုတ်ပြီပြီးရင်ရန်တွေ့ခြင်းရန်တွေ့တယ်ဆိုတာဘယ်လိုမျိုးလဲရန်တွေ့တယ်စကားများတယ်ပြီးတော့ဟုတ်ပြီဒါဆိုရင်တော့ဇာတိခရိယာမဟုတ်ဘူးရန်ကောင်းတယ်နော်ဆိုတော့ရန်တွေ့တယ်ဆိုတာဘယ်လိုမျိုးလဲသူများကိုသွေးထိုးတာလဲပါတယ်ဟုတ်တယ်နော်အဲ့ဒါဇာတိလူတွေရဲ့အလုပ်ဟုတ်တယ်နော်ကဲသူများအကြောင်းစိတ်ဆိုးအောင်မကောင်းအောင်
ဘာလို့လဲကျမ်းစာမှာချစ်ချင်းမေတ္တာကဘာလဲအဖြစ်အများကြီးကိုဖုံးအုပ်ပေးတယ်တဲ့ယုံကြည်သူရဲ့အသက်တာကတော့သူများရဲ့အားနဲ့ချက်ကိုလည်းဘာလုပ်ပေးလဲဖုံးအုပ်ပေးတာနော်မေတ္တာကတော့ဘယ်လိုရှိသလဲထိုအပြစ်တွေကိုဖုံးအုပ်ပေးပြီးတော့သွားတတ်တာဟုတ်တယ်နော်ဒါဆိုရင်ဇာတိပဂရိလူကတော့ဘယ်လိုဖြစ်မလဲအကုန်းတိုက်တာတေးသေးလေးကိုတခါတည်းမရှိတဲ့ဟာကိုအကြီးကြီးပြောတော့တာဟုတ်တယ်နော်ဟောဗာလဲသေးတဲ့အမှုငယ်အောင်ငယ်တဲ့အမှုပပျောက်အောင်ထက်ဗာလဲသေးတဲ့အမှုကြီးအောင်ကြီးတဲ့အမှုပိုကြီးအောင်အဲ့ဒါဇာတိပဂရိလူရဲ့ဇာတိခရိယန်ရဲ့အလုပ်ဒါနဲ့ဇာတိခရိယန်နဲ့ဇာတိပဂရိလူကဘာကွာတယ်လဲဘာမှမကွာတော့ဘူးအတ္တတာမှာဘာမှမကွာတော့ဘူးအဲ့ဒါကြောင့်ဇာတိပဂရိခရိယန်တွေများတဲ့အခါမှာမယုံကြည်သူတွေတောင်ဘယ်လိုဖြစ်လာတယ်လဲနင်တို့လည်းခရိယန်လည်းငါတို့နဲ့အတူတူပါပဲဖြစ်သွားတယ်ဖခင်ရဲ့နာမတော်ကိုရှုတ်ချเสียဖြစ်သွားတယ်ဒါကြောင့်မိတ်ဆွေနဲ့ကျွန်တော်တို့အတ္တတာအယံသတိထားဖို့လိုတယ်နော်ကျွန်တော်တို့ရဲ့အတ္တတာကဖခင်သခင်ရဲ့နာမတော်နဲ့အမြဲဆက်ဆက်နေပြီနော်အားလုံးသတိထားမိမှာဟုတ်တယ်နော်အလုတ်မှာတစ်ခုခုအပြစ်လုပ်ကြည့်သတိမထားဘူးလို့ထင်တဲ့သူတွေကချက်ချင်းလာပြောတော့တာဟုတ်တယ်နော်ခံဘူးလားအဲ့လိုမျိုးဟဲ့နင်ခရိယန်ဆိုဘာလို့အဲ့လိုပြောတာလဲအော်သတိမထားဘူးလားလို့ထင်နေတာသူတို့ကသတိထားနေတာနော်ဆိုတော့ဇာတိလူနဲ့ဇာတိပဂတိလူနဲ့ဇာတိခရိယန်နဲ့ကမကွာခြားတော့ဘူးအဲ့ဒါကြောင့်ကျွန်တော်တို့အဲ့ဒီအတ္တတာတတိယမှာတွေ့ရတယ်ဂုံပြိုင်ခြင်းရန်တွေ့ခြင်းပြီးရင်အချင်းချင်းကွဲပြားခြင်းရှိတယ်တဲ့အချင်းချင်းကွဲပြားတယ်ဆိုတာဘယ်လိုမျိုးတွေလဲဗျာမတဲကြဘူးဟုတ်တယ်နော်မတဲကြဘူးကျွန်တော်တို့ချစ်စရာကောင်းကြလားကောင်းပါတယ်တခါတလေမှာတော့ညီးစရာကောင်းလားညီးတာပေါ့နော်လူချင်းအကြာကြီးနေလာရင်တော့နော်မိတ်ဆွေကလည်းသူများကိုညီးသွားသလိုသူများလည်းမိတ်ဆွေကိုညီးမှာပဲဒါလူတဘာဝပဲဟုတ်တယ်နော်ဒါပေမဲ့ဇာတိလူကကြတော့ဘယ်လိုဖြစ်သွားတယ်လဲဇာတိခရိယန်ကကြတော့တခါတဲ့ကွဲပြားအောင်လုပ်တော့တာမနေအတူတူနေလို့မပျော်ဘူးနော်လှုပ်ရှားမရှိလို့ဖြစ်မှာပေါ့ဖျားမှုဆောင်လိုက်လို့ရှင်တော့ကောင်းသားဒါမဲ့အခုကတော့ဇာတိအမှုဆောင်တော့စာတန်အမှုဆောင်ဖြစ်သွားတယ်အချင်းချင်းကွဲပြားခြင်းဘယ်နေရာတွေမှာကျွန်တော်တို့ကွဲပြားကြလဲကျွန်တော်တို့မြန်မာကနေလာတဲ့သူတွေအတွက်ကွဲပြားခြင်းအကြီးကြီးတစ်ခုရှိတယ်အဲ့ဒါပါလဲလူမျိုးရေးလေဟုတ်တယ်နော်အခုတော့ကျွန်တော်တို့အသင်းတော်မှာတော့ဂျေဇုတော်ပဲနော်မကွဲပြားဘူးလို့မြင်ရတယ်ဆိုတော့စိတ်ထဲမှာအဲ့ဒါမျိုးကွဲပြားတာတွေရှိရင်မထားကြနဲ့နော်ပြီးတော့တခြားလူမျိုးတွေကိုလည်းအထင်အမြင်သေးဖို့မဟုတ်ဘူးဟုတ်တယ်နော်လူမျိုးတိုင်းကိုဖန်ဆင်းတာဘာလို့လဲဖယားလေဖယားသခင်ကလူမျိုးတိုင်းကိုဖန်ဆင်းတာနော်အပြစ်ရဲ့ရလတ်မဟုတ်ဘူးဖြစ်တာလဲဖြစ်နိုင်ပါတယ်ဒါပေမဲ့ပန်းလဲအမျိုးစုံဖန်ဆင်းတဲ့ဖယားဖြစ်တယ်လေနော်တရိษံလဲအမျိုးစုံဖန်ဆင်းတဲ့ဖယားနက္ခတ္တရာလဲအမျိုးစုံဖန်ဆင်းတဲ့ဖယားဆိုတော့theologian အများကြီးကဒါကြောင့်လူမျိုးတွေလည်းအပြစ်မှာမကြဆင်းရင်လည်းကြာလာလို့ရှိရင်တော့မိသားစုလေးတွေနဲ့ဖြစ်ပြီးတစ်မျိုးစီတော့ရှိလာမှာပဲလို့သူတို့တွေးကြတယ်အဲ့လိုမဖြစ်ရင်တောင်မှစဉ်းစားကြည့်အာဗြဟံကိုခေါ်တဲ့အခါမှာဘုရားသခင်ကသင်အားဖြင့်လူမျိုးတကာကောင်းကြီးဖြစ်စေမယ်တဲ့လူမျိုးတိုင်းကိုဖန်ဆင်းတဲ့ဘုရားလူမျိုးတိုင်းကိုခေါ်တဲ့ဘုရားလူမျိုးတိုင်းကိုမခွဲခြားတဲ့ဘုရားဖြစ်တယ်ပြီးရင်ဗျာဒိတ်ကျမ်းမှာဆိုရင်ခရစ်တော်ရဲ့ရှေ့မှာလူမျိုးတိုင်းကပေါ်လာကြမယ်တဲ့ဟုတ်နော်ပြီးရင်ဗျာဒိတ်နောက်ဆုံးမှာကျွန်တော်တို့ကြည့်လို့ရှိရင်ထိုမြေကြီးတဲ့ကောင်းကင်တဲ့မှာယေရုရှလင်တဲ့မှာလူမျိုးအသီးသီးရဲ့ရှင်ဘုရင်မင်းကြီးတွေကသူတို့ရဲ့တယံဇာတတွေကိုယူလာကြမယ်တဲ့ခရစ်တော်ကိုသူတို့ချီးမွမ်းပြီးတော့ဝတ်ပြုဖို့ဖြစ်တယ်ဆိုတော့အဲ့ဒီပုံစံအတိုင်းအသင်းတော်မှာအခုကတည်းက
တဖြည်းဖြည်းနဲ့ဖျားကပေါ်ပြတာဖြစ်တယ်ဒါကြောင့်ယုံကြည်သူဆိုရင်လူမျိုးခွဲခြားလို့မရဘူးလူမျိုးတစ်မျိုးထဲအတွက်လည်းမဟုတ်ဘူးเนาะခရစ်တော်ရဲ့အသင်းတော်ဖြစ်တယ်ပြီးရင်ဘာရှိသေးလဲတင်တို့သည်တဲ့အချင်းချင်းကွဲပြားခြင်းရှိကြသည်ဖြစ်၍တင်တို့သည်ဇာတိပဂတိလူဖြစ်ကြသည်မဟုတ်လောလောကီထုံးစံအတိုင်းကျင့်ဆောင်ကြသည်မဟုတ်လောလောကီထုံးစံအတိုင်းတဲ့ဆိုတော့လောကီထုံးစံဆိုတာဘာတွေလဲလောကသားတွေလှုပ်တလို့လှုပ်ဘာလဲပြီးကျွန်တော်တို့အရန်အပြောကြိုက်တဲ့ဟာဘာလဲနှစ်နာရီလို့ပြောပေမဲ့မြန်မာစံတော်ချိန်ဆိုတော့အဲ့ဒါလဲဘာလဲလောကီထုံးစံဟုတ်တယ်နော်ပြီးရင်ကျေးဇူးတော်ချီးမွမ်းမယ်ဆိုတော့ဗာလဲအသွေးသွန်ရမယ်ကြက်အသွေးဝက်အသွေးတွေသွန်ချင်တယ်အဲ့ဒါလဲဗာလဲလောကီထုံးစံလောကီထုံးစံအတိုင်းရလာတဲ့ဟာတွေကိုလုပ်ချင်တယ်လေဟုတ်တယ်နော်အကုန်လုံးတော့ပယ်ဖို့မလိုဘူးအဲ့မဲ့ကျမ်းစာနဲ့မညီတဲ့ဟာတော့ဗာလဲပယ်ရမယ်လေနော်လောကီထုံးစံအတိုင်းကျင့်ဆောင်ကြသည်မဟုတ်လောတယောက်ကငါသည်ပေါလုတပည့်ဖြစ်၏ဟူ၍၎င်းတယောက်ကငါသည်အာပေါလုတပည့်ဖြစ်၏ဟူ၍၎င်းအတီးတီးပြောကြလျင်ဇာတိပဂရိလူဖြစ်ကြသည်မဟုတ်လောတဲ့နောက်တစ်ခုကဇာတိခရိယန်တွေကဘာရှိတယ်လဲဒီမှာဆရာဆွဲပုဂ္ဂိုလ်ဆွဲရှိတယ်ဟုတ်ပြီနော်အဲ့မဲ့ဒါဆိုရင်ရင့်ကျက်တဲ့ယုံကြည်သူတွေကရောဘယ်လိုရှိမလဲသူတို့ကတော့ဗာလဲဆရာမဆွဲဘူးဒါဆိုရင်ဘယ်သူကိုဆွဲမလဲတို့ကဖျားဆွဲမယ်ပြီးရင်နှုတ်ကပတ်တော်ကိုဆွဲမယ်เนาะဒါမဲ့ဖျားရဲ့အမှုတော်ဆောင်တွေကိုမချစ်ဖို့ပြောတာမဟုတ်ဘူးเนาะချစ်ရမယ်လေးစားရမယ်ဒါမဲ့ဆွဲတာမဟုတ်ဘူးเนาะဆက်ဖတ်ရင်အဖြေပေါ်သွားတယ်အငယ်ငါပေါလုကအဘယ်သူနည်းအာပေါလုကအဘယ်သူနည်းအခြားသောသူမဟုတ်ထာဝရဘုရားသည်အတီးအတီးတို့အားအခွင့်ပေးသနာတော်မူသည်နှင့်အညီသင်တို့ကိုယုံကြည်ခြင်းသို့ရောက်စေသောဓမ္မဆရာပေတည်းငါသည်စိုက်ပျိုးသောသူဖြစ်၏အာပေါလုသည်ရေလောင်းသောသူဖြစ်၏အပင်ကိုကြီးပွားစေသောသူကဘုရားသခင်ပေတည်းစိုက်ပျိုးသောသူမတတ်နိုင်ရေလောင်းသောသူလည်းမတတ်နိုင်ကြီးပွားစေတော်မူသောဘုရားသခင်သာလျှင်တတ်နိုင်တော်မူ၏တဲ့ဒါကြောင့်ကျွန်တော်တို့ဘုရားသခင်ထက်လူကိုပို့ပြီးတော့အရေးတကြီးထားဖို့မဟုတ်ဘူးဖယားကိုအရေးကြီးဆုံးထားပြီးတော့ဖယားအသုံးပြုတဲ့လူတွေကိုအသုံးပြုတဲ့အတွက်ကြောင့်လေးစားဖို့ပဲဖြစ်တယ်ဟုတ်ပြီနော်အဲ့လိုမှမဟုတ်ရင်မှားယွင်းတဲ့တင်ပေးတဲ့ဆရာတွေလေ cult leader တွေလေအခု chat GPT မှာရိုက်ထည့်ကြည့်လိုက် cult leader တွေရဲ့ဘဝအကျင့်ကြံတွေဘယ်လိုရှိသလဲလို့ကြည့်ကြည့်လိုက်ပထမဦးဆုံးကတို့အများရန် control လုပ်တယ်နော်တို့နောက်လိုက်တွေကိုလေတခါတည်း brain wash လုပ်ပလိုက်တာဆိုတော့ဒါတွေယုံကြည်သူတွေကျွန်တော်တို့သတိထားရမယ်ကဲအဲ့ဒါတွေကအသက်တာ3ခုကျွန်တော်တို့မလိုချင်ရမယ့်အသက်တာ3ခုเนาะပထမအသက်တာကဘာလဲဇာတိပဂရိလူသူကကြတော့ဘာလဲမပြောင်းလဲသေးတဲ့သူเนาะပြီးရင်ခရစ်တော်၌ဘာလဲသူငယ်သူကကြတော့ဘယ်လိုလူမျိုးလဲပြောင်းလဲခါစယုံကြည်သူဒါနဲ့အဲ့ဒီနှစ်ခုကြားမှာလို့ခရစ်တော်မှာလည်းဖြစ်တယ်လို့လောကလည်းဖြစ်တယ်လို့လှေနံနှစ်ဖက်နဲ့မြင်းနှကောင်စီးအဲ့ဒါကဘာလဲဇာတိခရိယန်ဆိုတော့ခရစ်တော်၌လည်းဖြစ်တယ်လို့ဇာတိမှာလည်းဖြစ်တယ်လို့မဖြစ်တဲ့အတ္တတာဖြစ်တယ်အဲ့ဒါကဟုတ်ပြီနော်ဆိုတော့မဖြစ်တဲ့အတ္တတာဒီနေ့ကျွန်တော်တို့ရှိကြသလားရှိရင်ဘာဖြစ်ရမလဲထားခဲ့ရမယ်ဒီနှုတ်ကပတ်တော်အဖြစ်အဲ့ဒါခေါ်နေတာဖြစ်တယ်เนาะဒါနဲ့ဒီဖက်မှာတဖြည်းဖြည်းရင့်ကျက်ကြီးထွားပြီးတော့ဘယ်အဆင့်ရောက်ရမလဲကြီးရင်တဲ့အခန်းကြီး2အခန်းငယ်15မှာဘယ်လိုလူလဲဝိညာဉ်လူဆိုတာဘယ်လိုမျိုးလဲဝိညာဉ်လူဆိုတာဘယ်လိုမျိုးဖြစ်မလဲအယံပဲကျွန်တော်တို့စကားနဲ့ခရောင်မီဆိုရောင်းသွားတယ်အဲ့လိုမျိုးလားမှုံဝါကုန်တာလားမဟုတ်ဘူးဝိညာဉ်လူဆိုတာဘယ်လိုမျိုးလဲအဲ့ဒီမှာGrace Snow အရန်ကောင်းတယ်ကျမ်းစာမှာအမြဲပြန်ကြည့်ရမယ်เนาะဝိညာဉ်လူဆိုတာဘယ်လိုမျိုးလဲအလုံးစုံတို့ကိုပိုင်းခြား၍နားလေတတ်၏တဲ့အလုံးစုံဆိုတဲ့နေရာမှာပါမလဲအလုံးစုံပါတာဗော
အလုံးစုံကို तू ကဘာလုပ်တယ်လဲပိုင်းခြားတယ်တဲ့ကဲဒီနေ့ကျွန်တော်တို့အသက်တာအလုံးစုံမှာဘာတွေပါတယ်လဲပြောကြည့်အောင်အမဟုတ်ဘူးအသက်တာတနေ့အသက်ရှင်ပုံပြောကြည့်အောင်ကဲအေးရထလာပြီဘာလုပ်တယ်လဲဟုတ်ပြီဖုန်းရှိတယ်ဟုတ်ပြီပိုင်ဆိုင်တဲ့ပစ္စည်းတွေရှိတယ်ဟုတ်ပြီနော်ပြီးရင်ကျွန်တော်တို့တနေ့အသက်တာမှာဘာလုပ်တယ်လဲအိတ်တယ်ဟုတ်တယ်နော်ပြီးတော့ဘာရှိသေးလဲစားတယ်ပြီးရင်ဟုတ်ပြီတောက်တယ်ဟုတ်ပြီရေတောက်တာပြောတာပါပြီးရင်ဘာရှိသေးလဲအဲ့ဒါတွေကြော်လိုက်အောင်ပြီးရင်တကိုယ်တန်ရှင်းရေးပြီးတော့အကြီးနာရီအကြာကြီးကျွန်တော်တို့အသက်တာသုံးတဲ့အလုတ်လုပ်တယ်အဲ့ဒီအရာတွေအလုံးစုံကိုဝိညာဉ်လူကဘာလုပ်တတ်တယ်လဲပိုင်းခြားတယ်ဆိုတာဘာလဲရည်ရွယ်ချက်မရှိဘဲနဲ့တေချာမစင်းစားဘဲနဲ့ဘာမှမလုပ်ဘူးဟုတ်ပြီနော်ဝိညာဉ်လူကတော့တေချာလေးချင့်ချိန်စင်းစားပြီးတော့လုပ်တတ်တယ်ဒါဆိုရင်ဘယ်အရာအားဖြင့်ချင့်ချိန်စင်းစားတာဖြစ်မလဲနှုတ်ကပတ်တော်အားဖြင့်ဒါကြောင့်အခြေခံကဘယ်မှာပြန်ကျသွားပြန်တယ်လဲနှုတ်ကပတ်တော်မှာပြန်ဖြစ်သွားတယ်ဒါကြောင့်ရှင်ပေါလုကပြောတယ်ဒီအရာတွေကိုတဲ့လူညံနဲ့လောကီဝိညာဉ်နဲ့ဆက်ဆိုင်ပြီးဟောတာမဟုတ်ဘူးဖျားပေးတဲ့ဝိညာဉ်တော်နဲ့ပြောနေတာတဲ့ကဲဒါဆိုရင်ယဉ်ကျက်တဲ့သူကအိတ်တဲ့အခါမှာဝိညာဉ်လူကတော့ဘာဖြစ်မလဲအိတ်ချိန်ကိုဘာလုပ်မလဲဝိညာဉ်လူကပိုင်းခြားမယ်ဟုတ်ပြီနော်ဘယ်လိုမျိုးပိုင်းခြားမလဲဒါဆိုရင်ဘယ်လိုပိုင်းခြားကြလဲအိတ်တောင်ဝိညာဉ်သဘောနဲ့အိတ်ချိန်ကိုလေဟုတ်လားအိတ်ချိန်ကိုဘယ်လိုကျွန်တော်တို့တမန်တရားနဲ့ချင့်ချိန်မလဲဘယ်လိုမျိုးဖြစ်မလဲကဲဥပမာဒီနေ့ဆိုရင်12နာရီမှာထရင်ဘယ်လိုဖြစ်မလဲဖះเจ้าနောက်ကြမယ်ဒါကြောင့်မလို့ဘယ်ချိန်မှာထမလဲ10နာရီလောက်နောက်ကျဆုံးထမယ်ဆိုပြီးတော့ဝိညာဉ်လူကတော့ဗာလဲချင့်ချိန်တာအဲ့ဒါလေးတွေကအစပြောချင်တာဖြစ်တယ်ဟုတ်ပြီနော်ပြီးတော့အလုံးမှာဘယ်လိုချင့်ချိန်မလဲဝိညာဉ်လူကကဲကိုယ့်အကိုချင့်ချိန်ကြနော်ကားဝယ်တဲ့ခါမှာဝိညာဉ်လူကချင့်ချိန်မလားချင့်ချိန်မယ်ဘယ်လိုချင့်ချိန်မလဲပေးနိုင်မလားမပေးနိုင်ဘူးလားဘယ်အားဖြင့်လဲဘယ်အရာရေးကြီးလာမလဲမဟုတ်ဘူးလေငွေအမှုတော်မှာကျွန်တော်ကျမပါနိုင်တော့မလားဆိုတာအရေးကြီးလာမယ်လေဝိညာဉ်လူဆိုရင်တော့ဟုတ်တယ်နော်ဒါနဲ့အစားတောက်မှာရောဘယ်လိုဖြစ်လာမလဲချင့်ချိန်လာမယ်ဘယ်လိုချင့်ချိန်မလဲယောဂဖြစ်မလားပြီးရင် short တင်ပြီလားများများစားတင်သလားနော်ဘယ်ဟာနည်းနည်းရှောင်တင်တယ်လဲစားတဲ့အရာတွေအားလုံးချင့်ချိန်လာမယ်ပြီးရင်ခုနပြောတဲ့နှုတ်ကပတ်တော်ကိုလည်းမလုပ်လာမလဲချင့်ချိန်လာမယ် online မှာပေါက်ကြအကုန်လုံးနားထောင်ပြီးတော့လုပ်ဖို့မဟုတ်တော့ဘူးအဲ့ဒါကဘာလဲခလေးတွေအလုံးခလေးတွေကတော့အပြင်မှာအတူတူသွားရင်လည်းဗာလဲအကုန်လုံးပါဇက်ထဲကောက်ထဲတာဟုတ်နော်လူကြီးတွေကတော့ဗာလဲစားရမယ့်အစာတိတယ်နော်စားရမယ့်နေရာလဲတိတယ်ဟုတ်တယ်နော်ဘယ်မှာကျွန်တော်ကျမထမင်းစားတင်တယ်လဲဆိုတာတိတယ်လူကြီးတွေကခလေးတွေကတော့မသိဘူးအကုန်လုံးစားချင်တာကျွန်တော်ငယ်တော့ကျွန်တော်ရဲ့ဝန်ကွဲညီမလေးတယောက်ကျွန်တော်ကြောင်းပြန်လာတော့အခန်းမှာထိုင်ပြီးတော့ဟိုကျန်းခင်းလေနော်မြန်မာရန်ကုန်အိမ်သူဟိုသေးနဲ့အပေါ်နဲ့အလေးပါတဲ့နေရာမှာထိုင်ပြီးတော့တခါတဲ့သူလက်နဲ့ရိုက်နေတာအမလေးကျွန်တော်မြင်တော့ခလေးတွေကအဲ့ဒါတွေမတိတတ်ဘူးဒါပေမဲ့ဝိညာဉ်လူကတော့အဲ့လိုနေဖို့မဟုတ်တော့ဘူးပိုင်းခြားပြီးတော့တိတက်လာတယ်အရာအားလုံးကိုချင့်ချိန်လာတယ်ဒါဆိုရင်ဘယ်အချိန်မှာအဲ့ဒီဝိညာဉ်လူကမချင့်ချိန်တော့တယ်လေမချင့်ချိန်တော့တဲ့အချိန်ရှိသလားရှိဘယ်ချိန်မှာလဲ
အော်ဝိညာဉ်ကကြာဆင်းတဲ့အချိန်မှာမချင့်ချိန်တော့ဘူးဟုတ်တယ်နော်ဒါနဲ့ကျွန်တော်တို့ပြန်ပြီးတော့ဟေပြဲမှာပြန်ဖတ်ရအောင်ခန်းကြီး9အခန်းငယ်73နဲ့14မှာဟေပြဲ9 73 14နှုတ်ကိုသာသုံးဆောင်သောသူမည်ဒီကသူငယ်ဖြစ်သောကြောင့်ဖြောင့်မတ်ခြင်းတရား၌လေ့လာခြင်းမရှိကောင်းကျိုးမကောင်းကျိုးကိုပိုင်းခြား၍သိနိုင်သောဉာဏ်ပေးတတ်သောအကြာအမြင်အတွေ့အစမ်းများသောသူတည်းဟုသောဆုံလင်သောအရွယ်ရှိသောသူတို့မူကားကြေခဲသောအစာအာဟာရကိုသုံးဆောင်ရကြ၏ဆိုတော့သူတို့တွေကတော့အမြဲတမ်းပဲအကြာအမြင်အတွေ့အစမ်းများသောသူတဲ့ဆုံလင်တဲ့သူကဆုံလင်တယ်ဆိုတာအတ္တတာမှာယဉ်ကျက်တဲ့သူပြောချင်တာနော်အဲ့ဒီအဆင့်ကိုရောက်ဖို့ကျမ်းစာကကျွန်တော်တို့ကိုဒီနေ့မှာခေါ်နေတယ်အဲ့ဒါအတ္တတာ၄မျိုးဒါဆိုရင်ဒီနေ့မိတ်ဆွေရဲ့အတ္တတာဘယ်မှာရှိနေသလဲစိတ်ထဲမှာနော်ဖြေကြည့်လိုက်ဇာတိခရိယန်ဖြစ်နေသလားဒါမှမဟုတ်ခရစ်တော်၌သူငယ်ပဲကြံနေသလားနော်ဒါမှမဟုတ်မပြောင်းလဲသေးတဲ့ဇာတိပဂတိလူလားဒါမှမဟုတ်ယဉ်ကျက်ခြင်းကိုဦးတည်နေတဲ့ဝိညာဉ်လူလားဆိုတာစဉ်းစားဖို့ဖြစ်တယ်နော်ရောက်တိုင်းကိုဘုရားသခင်တရဖန်ကောင်းချီးပေးပါစေဆုတောင်းရအောင်ကိုရောကျွန်တော်တို့ကိုဝိညာဉ်လူကြီးရင်တဲ့လူဖြစ်စေခြင်းနဲ့ဖြစ်စေခြင်းယုံမကပဲနဲ့အဲ့ဒီလမ်းမှာကိုရောကလမ်းပြပေးတယ်အစွမ်းအားကိုပေးတယ်လိုက်ရှောင်နိုင်ရတဲ့အခွင့်ကိုပေးတယ်ဒါကြောင့်ကိုရောဒီနေ့မှလည်းကျွန်တော်တို့အားလုံးဇာတိပဂတိအကျင့်တွေအားလုံးကိုကိုရောကပဲပြန်ပြီးတော့လက်ဝါးကားတိုင်းတကိုးအားဖြင့်အနိုင်ယူပေးပြီးကိုရောရဲ့အလိုတော်တိုင်းဆက်လက်ရှောက်လှမ်းနိုင်ဖို့လမ်းပြပို့ဆောင်ပေးပါပြီးလို့ရှိရင်တကယ်ပဲခရစ်တော်မှာမရှိသေးတဲ့မပြောင်းလဲတဲ့သူတွေရှိနေလို့ရှိရင်လည်းကိုရရှင်ဖဖျားသခင်ကတဖြည်းဖြည်းလမ်းပြပို့ဆောင်ပါမိအကြောင်းလဲဆုတောင်းပေးပါတယ်ချိန်နာရီအတွက်သခင်ရှုခရစ်တော်ဖျားရဲ့မြေနာမောက်မြည်ပြုပြီးတော့ကျေးဇူးတော်ချီးမွမ်းဆုတောင်းပါဖမ်းစတော်ဖျားသခင်အာမင်